တချိန်တော့ကရော်တရာမှာကိုမောင်လို့ခေါ်တဲ့လူတစ်ယောက်ရှိခဲ့ပါတယ်။သူဟာသူ့ဘဝနဲ့ပတ်သက်ပြီးအမြဲတမ်းစိတ်မချမ်းသာခဲ့ပါဘူး။လက်စဉ်ကလေးဘဝတွေကသူ့ဘဝဟာပြဿနာတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။သူ့ရဲ့ဖခင်ကသူငငယ်ကလေးကဆုံးမသွားတော့အိမ်ရဲ့တောင်ဝန်အားလုံးကိုသူတယောက်တည်းထမ်းရွက်ခဲ့ရပါတယ်။အရွယ်ရောက်လာတော့အိမ်တော်ပြုတ်ခဲ့ပြီးအရာရာအဆင်ပြေလာလိမ့်မယ်လို့သူမျှော်လင့်ခဲ့တာပေါ့။ဒါပေမဲ့ဘဝကပုံမလွယ်ကူမလာခဲ့ပါဘူး။တကယ်တော့ပြဿနာတွေသာပုံမများလာခဲ့တာပါပြဿနာတစ်ခုပြီးတာနဲ့နောက်တစ်ခုကချက်ချင်းပေါ်လာပြီးသူ့ဘဝမှာငြိမ်းချမ်းမှုဆိုတာလုံးဝမရှိဘူးလို့သူခံစားခဲ့ရပါတယ်ဒီနေ့မှာတော့စိတ်ကုံစိတ်ပြတ်ပြီးပင်ပန်းနွမ်းနယ်နေတဲ့ကိုမောင်ဟာပညာရှိရဟန်းတစ်ပါးစီကိုရောက်သွားခဲ့ပါတယ်အရှင်ဘုရားတပည့်တော်လောကကြီးကိုစွန့်ခွာပြီးအရှင်ဘုရားစီမှာတပည့်ဖြစ်ချင်ပါတယ်ပြီးတော့တပည့်တော်ဘဝကဘယ်တော့မှမပြီးဆုံးသေးတဲ့ပြဿနာတွေကြောင့်အရန်မုန်းပန်းနေပါပြီ။ဒါကြောင့်ငြိမ်းချမ်းမှုလိုချင်ပါတယ်ဖះလို့လျှောက်ထားလိုက်ပါတယ်။ပြန်ကြီးရဟန်းကသဘောတူလိုက်ပြီးကောင်းပြီမင်းကငါတပည့်အဖြစ်လက်ခံနိုင်ပါတယ်။ဒါပေမဲ့အရင်ဆုံးမင်းကိုဘာကြောင်းရာတွေကစိတ်နှောက်ယှက်ဖြစ်စေလဲဆိုတာပြောပြပါအောင်လို့မိတ်လိုက်ပါတယ်။အဲ့ဒီအခါကိုမောင်ကအရှင်ဘုရားတပည့်တော်ဘွားကပြဿနာရင်းနဲ့ပြည့်နေတာပါငွေကြေးပြဿနာတွေဇနီးတဲ့နဲ့အဆင်ပြေတာတွေတခါတလေအလုံးမအဆင်ပြေတာတွေနဲ့တခြားကိစ္စတွေတစ်ခုပြီးတစ်ခုဆက်နေတာပါတပည့်တော်ဘယ်တော့မှအေးဆေးတည်ငြိမ်မှုမရပါဘူးအမြဲပဲရုန်းကန်နေရတယ်အမြဲတမ်းပဲဝမ်းနဲ့ပူပန်နေရတယ်လို့ပြတ်ချောင်းလိုက်ပါတယ်ပြန်ရန်ကစိတ်ချလက်ချင်နောက်နောက်ပြီးတဲ့အခါကောင်းပြီအခုတော့ငါเจ้าမှာခဏနေလိုက်အောင်ဆိုပြီးမိတ်လိုက်ပါတယ်နောက်တစ်နေ့မနက်မှာတော့ပညာရှိရဟန်းကကိုမောင်ကိုကဲသွားကြစို့ငါတို့တခြားရောက်ကိုခရီးထွက်ရမယ်လို့ပြောလိုက်ပါတယ်လမ်းခီးတစ်ဝက်လောက်ရောက်တဲ့အခါမှာသူတို့ဟာမြစ်တစ်စင်းအနားကိုရောက်လာခဲ့ပါတယ်ပညာရှိရဟန်းကမြစ်ကိုကြည့်လိုက်ပြီးကိုမောင်ကိုငါတို့မြစ်ကိုဖျက်ရမယ်ဒါပေမဲ့ရေကအယမ်းပဲအစီးတန်နေတယ်လို့ပြောလိုက်ပါတယ်စကားပြောလိုက်ပြီးနောက်မှာပညာရှိရဟန်းကရှေ့ကိုဆက်မသွားသေးပဲအဲ့ဒီနေရာမှာပဲရက်နေခဲ့ပါတယ်အဲ့ဒီခါကိုမောင်ကနားမလည်ဟန်မြစ်အရှင်ဘုရားမြစ်ကိုဖျက်ရမယ်လို့မိန့်ထားပြီးဘာကြောင့်ရက်နေတာလဲဖះလို့မေးလိုက်ပါတယ်ကိုမောင်မေးတာကိုကြားတဲ့အခါပညာကြီးဟန်းကငါတို့ဒီမြစ်ရေတွေခန်းသွားတဲ့အထိဆောက်ရမယ်ရေတွေခန်းသွားရင်ဖျက်လို့ရပြီဆိုပြီးပြန်မိန့်တော်မူလိုက်ပါတယ်အဲ့ဒီခါကိုမောင်ကအံ့ဩသွားပြီးအရှင်ဘုရားဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲမြစ်ရည်တွေကသူ့လိုခန်းသားမှာမဟုတ်ဘူးဆက်လက်ပြီးစီးနေအောင်ပါပဲပြီးတော့ရေခမ်းဖို့စောင့်နေရင်တော့တပည့်တော်တို့ဒီမှာတစ်သက်လုံးပိတ်မိနေပါလိမ့်မယ်မလဲကူပေမဲ့ဖြတ်ဖို့ကြိုးစားကြည့်ရမှာပါလို့ရှောက်လိုက်ပါတယ်ပြန်ရန်ကအဲ့ဒီစကားကိုကြားလိုက်အခါပြောလိုက်ပြီးအေးအဲ့ဒါကိုနားလေစေချင်လို့ဆက်မသွားသေးပဲရက်နေတာလို့မိန့်လိုက်ပါတယ်ဆက်ပြီးတော့ဘဝဟာလည်းဒီမြစ်လိုပဲပြဿနာတွေကစီးဆင်းနေတဲ့ရင်နဲ့တူပြီးအမြဲတမ်းရှိနေလိမ့်မယ်။မင်းသားပြဿနာတွေပျောက်ကွယ်သွားဖို့စောင့်နေမယ်ဆိုရင်ဘယ်တော့မှရှစ်ကိုရောက်မှာမဟုတ်ဘူး။ခက်ခဲပင်ပန်းပေမဲ့မင်းဟာသူတို့ကိုရင်ဆိုင်ပြီးကြော်လွှားဖို့ကြိုးစားရမယ်။အဲ့ဒီလိုမှသာမြစ်တစ်ဖက်ကံကိုရောက်နိုင်မှာဆိုပြီးရှင်းပြလိုက်ပါတယ်။ပြီးတော့ပြန်ရန်ကကိုမောင်ကိုကြည့်ပြီးထပ်မိတ်လိုက်ပါတယ်။ငါတပည့်လောကကိုစုံခါရုံနဲ့မင်းရဲ့ပြဿနာတွေအားလုံးပျောက်ပြတ်သွားမှာမဟုတ်ဘူး။အဲ့ဒါကရည်ရခံမှုစောင့်နေတာနဲ့အတူတူပဲလောကကိုဆုံးခါပြီးနောက်မှာတော့တခြားပြဿနာတွေကရှိနေအောင်ပါပဲဒါကြောင့်အခက်အခဲတွေကြောင့်လက်မလျှော့ပဲနဲ့သူတို့ကိုရင်ဆိုင်ဖြစ်ရှင်းပါအဲ့ဒါကသာဘဝမှာရှစ်ဆက်သွားနိုင်မဲ့တခုတည်းသောနည်းလမ်းပါပဲဆိုပြီးမိန့်လိုက်ပါတယ်ပညာကြီးရဟန်းစီကအတိတ်ပဲကြီးတဲ့စကားတွေကိုကြားရတဲ့အခါကိုမောင်ဟာသူ့ဘဝကိုသူနားလည်သွားခဲ့ပါတယ်အဲ့ဒီနောက်မှာအိမ်ကိုပြန်လာခဲ့ပြီးသူ့ရဲ့အတွေးတွေနဲ့အမြင်တွေကိုပြောင်းလဲပြစ်လိုက်ပါတယ်။ပြည့်စုံကောင်းမွန်လာမယ့်အခြေအနေကိုမျှော်လင့်နေတာရက်လိုက်ပြီးဘဝရဲ့စင်ကုန်မှုတွေကိုတတိချိချိရင်ဆိုင်ရင်းရှေ့ကိုဆက်လျှောက်ခဲ့ပါတယ်။တဖြည်းဖြည်းချင်းနဲ့သူ့ရဲ့ဘဝဟာငြိမ်းချမ်းပြီးပုံမကောင်းလာခဲ့ပါတော့လေ။ပြဿနာတွေဆိုတာလူတိုင်းရဲ့ဘဝမှာအစိပ်အပန်းတစ်ခုပါပဲ။ရုန်းကန်မှုမရှိတဲ့ဘဝဆိုတာဘယ်သူမှမရှိပါဘူး။တချို့ကဝေးကြီးပြဿနာတချို့ကမိသားစုပြဿနာတချို့ကကျန်းမာရေးမကောင်းတဲ့ပြဿနာတွေနဲ့ရင်ဆိုင်နေရပါတယ်
ကျွန်တော်တို့မကြာခဏတွေ့မိတာကဒီပြဿနာတွေပြီးသွားရင်တော့ဘဝကငြိမ်းချမ်းသွားလိမ့်မယ်ပေါ့ဒါပေမဲ့အမှန်တရားကတော့ပြဿနာတစ်ခုပြီးတာနဲ့နောက်တစ်ခုကချက်ချင်းပေါ်လာတတ်တာပါပဲအရာရာပြီးပြည့်စုံတဲ့အချိန်ကိုစောင့်နေမယ်ဆိုရင်ကျွန်တော်တို့ဘဝတစ်ခုလုံးကိုစောင့်နေရင်းနဲ့ဖြုံးတီးပြစ်မိမှာပါဒါမြည်ရခံမှုစောင့်နေတာနဲ့အတူတူပါပဲဘယ်တော့မှလည်းဖြစ်လာမှာမဟုတ်ပါဘူးဒါကြောင့်ကျွန်တော်တို့ဟာပြဿနာတွေကိုရင်ဆိုင်ရင်းဆစ်ဆက်သွားဖို့လိုအပ်ပါတယ်ကျွန်တော်တို့ထွက်ပြေးလို့မရသလိုလက်လျှော့လို့လည်းမရပါဘူးပြဿနာတစ်ခုချင်းစီကိုကြိုက်တယ်ဖြေရှင်းပြီးဒီနည်းနဲ့ပဲကျွန်တော်တို့ဘဝကရှေ့ဆက်သွားနိုင်တာပါပြဿနာတွေဟာအတောင်းအဆီးတွေလို့ထင်ရပေမဲ့တကယ်တမ်းကျတော့ကျွန်တော်တို့ကိုအောင်မြင်မှုစီပုံနည်းစီမဲ့ခြေလမ်းတွေပဲဖြစ်ပါတယ်စေခေါ်မှုတိုင်းကကျွန်တော်တို့ကိုပိုတမ်းပါစေပြီးသင်ခန်းစာအသစ်တွေသင်ပေးပါတယ်ဒါကြောင့်ပြဿနာတွေကိုကြောက်နေမဲ့အစားရင်ဆိုင်ဖို့သင်ယူရပါမယ်အောင်မြင်မှုနဲ့ငြိမ်းချမ်းမှုဆိုတာဘဝလေကူနေခြင်းမှာရောက်လာခြင်းမှရောက်လာမှာပါဒါကြောင့်ရက်မနေပါနဲ့စောင့်ပြီးတော့လည်းမနေပါနဲ့ရှေ့ကိုပဲဆက်သွားပါနောက်ဆုံးမှာတော့သင်ဟာကြော်ဖြတ်နိုင်ပါလိမ့်မယ်ကျွန်တော်ရဲ့ channel လေးကမိတ်ဆွေတို့အတွက်အကျိုးရှိစေမယ့်ဗီဒီယိုလေးတွေကိုအများအားတက်ဆက်ပေးနေတာဖြစ်တာကြောင့် like and subscribe လုပ်သွားပေးဖို့အကြံပြုပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ